ပါဇက်ထဲမှာပေါက်ထွက်ကုန်တာမိုက်สวัสดีครับနောက်တော့ပါဗျာမင်္ဂလာပါအားလုံးပဲမင်္ဂလာပါစวัสดีครับဒီနေ့ကကျွန်တော်ထိုင်းပတ်ထိုင်းကြော်လေးကိုစားကျင်တာနဲ့ရှိတာလေးနဲ့ပေါ့ဗျာပတ်ထိုင်းခေါက်ဆွဲမရှိဘဲနဲ့ကျွန်တော်ဆန်ပြားခေါက်ဆွဲလေးရှိတယ်ဒီဆန်ပြားခေါက်ဆွဲလေးကိုကျွန်တော်စဉ်းစားပြီးတော့အင်ရှင်မတွေကဆန်ပြားခေါက်ဆွဲလေးနဲ့ဒီပတ်ထိုင်းပုံစံလေးကြော်စားလို့ရမယ်ဆိုရင်စိတ်ဝင်စားပါလားခင်ဗျာစိတ်ဝင်စားရင်ကျွန်တော်ဗီဒီယိုအစဆုံးလိုက်ကြည့်လိုက်ပါဒါဖတ်ထိုင်းကြော်ဖို့အတွက်ကျွန်တော်ဒါညက်ပြားလေးပေါ့ဗျာနော်ဖတ်ထိုင်းခေါက်ဆွဲမရနိုင်တော့ကျွန်တော်ညက်ပြားလေးသုံးတာတယ်ဖတ်ထိုင်းစတိုင်ညက်ပြားခေါက်ဆွဲကြော်ပေါ့ဗျာနော်ဖတ်ထိုင်းနဲ့မှထည့်မယ်ဒါပဲပေါက်လေးရေဒီချက်မဟုတ်နော်ဒါကျွတ်တော်မိတ်လက်နဲ့စစ်လေးဖြတ်ထားပါနော်ရေဒီကြောက်လေးနည်းနည်းပါမယ်နောက်ကျရင်ဒါပဇွန်ကျွန်တော်ခွန်နွားထားတယ်ကြောခွဲထားတယ်လေကကျွန်တော်ချီးချောင်းလေးထုတ်ထားတယ်ဒါကတော့ထိုင်းထညက်မရှိရင်မိတ်ဆွေတို့ကကျွန်တော်တို့စားထညက်ဖြူလေးသုံးလိုက်ပါတော့ဒါကတော့ငါးငံပြားကြီး fish sauce ပဇွန်ထန်းတို့ကျွန်တော်တို့ကင်းမွန်တို့သုံးလို့ရတယ်ပဇွန်ထန်းကတော့ပို့ပြီးလေးနည်းနည်းပို့ပြီးတော့လေးပင်ရှိရပါတော့ဒါမကြီးရေတိုက်ထားရေကြဲလေးပေါ့နော်ရေကြဲလေးတိုက်ထားတာတော့ sauce အရင်ကြိုမယ်နော် sauce ကြိုဖို့အတွက်ကမကြီးရေရဲ့ငံပြားရေရဲ့ထိုင်းထညက်လေးရဲ့အဲ့ဒါကိုကျွန်တော်တို့ sauce လေးကြိုရအောင်ပထမဦးဆုံးဒါကျိုးမဲ့အိုလေးတို့ပေါ့နော်ကျိုးမဲ့အိုလေးတို့ထဲမှာမကြီးရေဖြော်ထားတဲ့ဟာလေးပေါ့နော်မကြီးရေဖြော်ထားတဲ့ဟာလေးကိုထည့်မယ်ရေကြဲလေးနော်ရေကြဲလေးဒီထဲကိုမကြီးရေလေးပူအောင်နည်းနည်းလေးလုပ်လိုက်မယ်ငါးငံပြားရည်လေးထည့်လိုက်မယ်မကြီးရာထမင်းဒီထမင်းစားစွန်းနဲ့ဆိုရင်9စွန်းစာလောက်ပေါ့နော်ငါးငံပြားရည်ကတော့4စွန်းစာလောက်ထည့်လိုက်မယ်ဒီ sauce လေးကကြိုပြီးတော့ရေခဲတက်ရသိမ်းလာလိုက်ရတယ်နော်။ဒါလေးနည်းနည်းပူပြီးဆိုရင်ထိုင်းထညက်ထည့်မှာနော်။ထိုင်းထညက်ထည့်တဲ့ခါကျရင်မီးနည်းနည်းလျှော့လိုက်မယ်။ဒီခဏပိတ်လိုက်လေရတယ်နောက်ဦးကျမှပြန်တင်လိုက်ရအောင်နော်။ကဲမီးလေးနည်းနည်းလျှော့လိုက်မယ်။မီးလေးလျှော့ပြီးတော့ထိုင်းထညက်နော်။ဒါထညက်ခဲသုံးလို့ရတယ်နော်အရှင်မတွေကထိုင်းထညက်ကကြတော့ထမင်းစားစုံးနဲ့ဒါ3စွန်းစာလောက်ပေါ့နော်ဒါကျွန်တော်ချိန်ပြီးသားလေးပေါ့နော်သူကချိုမယ်ချင်မယ်ငံမယ်ချိုချင်းငံဆိုတဲ့ဒီ sauce ကိုကြိုတာပေါ့နောက်ကျရင်မိမိတို့အိမ်မှာတပွဲစာလေးကြော်ပြီးွားရင်ရေကတက်တာလေးမှာသိမ်းတာနောက်ရက်တွေမှာကြော်စားလို့ရတယ်ကိုယ့်ရဲ့သားမီလေးတွေမိတ်ဆွေတွေနော်ဧည့်သည်တွေလာတဲ့ခါကျရင်ကြော်ကျွေးလို့ရတယ်အကယ်ညက်ခေါက်ဆွဲကအကြာကြီးတော့မခံဘူးပေါ့ညက်ခေါက်ဆွဲပြားလေးတာအကြာကြီးခံဒီကဖောင်ဖတ်ဆောကဖောင်မို့ဖတ်ထိုင်းလုပ်တဲ့ခေါက်ဆွဲလေးတွေပေါ့နော်ဒါလေးတွေကိုဝယ်ထားပြုတ်ပြီးကျိုးလို့ရပါတယ်ဗျာနောက်တစ်ခေါက်လဲကျွန်တော်ဖတ်ထိုင်းခေါက်ဆွဲနဲ့ထက်ကြော်ပြပါအောင်မယ်နော်ကဲပထမဆုံးအိုးပူအောင်နော် non-stick အိုးလေးပူအောင်လဲထားမယ် non-stick တော့မကတ်ဘူးရတယ်အရင်တော့လည်းမပူဘူးနော်စီလေးနည်းနည်းထည့်မယ်ချက်သွန်ပြူလေးကနည်းနည်းလေးပေါ့နော်တပွဲစာလေးကြော်ပြမှာလားချက်သွန်ပြူလေးရဲ့ဒါပဇွန်လေးရဲ့ပဇွန်ကတော့3កောင်လောက်ပေါ့တပွဲ3កောင်လောက်ထည့်ပေးလိုက်ရေပြီးကြောက်လေးကမှုအောင်လို့2တော့3တော့လောက်ထည့်ကြော်မယ်ကဲပဇွန်လေးနည်းကြက်ပြီးဆိုရင်ကြက်ဦးလေးထည့်ကြက်ဦးလေးကိုနည်းနည်းလေးမာဝါးထည့်အထိပေါ့နော်ခြေပြီးတော့ကြော်ပြီးနော်အဲ့မှာခေါက်ဆွဲလေးနဲ့လုံးထွေးလေးနဲ့ကြက်ဦးလေးတွေကစားကောင်းမှာအမြင်လေးတွေဖြစ်နော်မျိုးသီးကလည်းမှုေးလာပြီပဇွန်လေးလည်းနည်းနည်းကြက်ပြီကြက်ဦးလေးကလည်းအဖက်လေးဖြစ်လာပြီဆိုရင်မီးလေးနည်းနည်းလျှော့နော်မီးလေးလျှော့ပြီးခေါက်ဆွဲလေးထည့်မယ်
ဆန်ခေါက်ဆွဲလေးပေါ့နော်ဒါညက်ပြားလေးပေါ့တော်ပြီနော်ဒါတပွဲစားတော့ကဲနည်းနည်းထပ်ကြော်ပေးမယ်အဲဆိုကျွန်တော်ဒီဆန်ပြားလေးကိုနည်းနည်းလေးမှုေးချင်တယ်နော်စီလေးနည်းနည်းထက်လိုဝိုင်းအဲ့ဒီမှာဆိုရင်ဒန်နီအိုးတွေပိုင်းနဲ့ကြော်ရဲဆိုရင်တော့ဒီကောင်ကအရန်ကတ်သွားမှာနော်ဒန်နီအိုးကိုအရန်ပူအောင်ထားပြီးတော့မှကြက်ဥတွေပိုင်းအရင်ကြော်ပြီးတော့မှဒီနီလန်းလေးပြန်ကြော်နော်နန်းစစ်ပန်လေးကကြတော့အဆင်ပြေတယ်300လေနော်နည်းနည်းလေးမှုေးအောင်ကြော်မယ်နည်းနည်းလေးမှုေးလာပြီးဆိုမှ sauce တွေနဲ့ထည့်လုံးမှာနော်စံပြားလေးမှုေးလာလိမ့်မယ်ကဲစံပြားလေးနဲ့မှုေးလာပြီးတော့မီရှော့ဒီမို့လေးနည်းနည်းထည့်ပဲရင်ပေါင်လေးထည့်နော်ဒါစက်သွမိတ်လေးထည့်ကဲဒါခုနကြိုရတဲ့ sauce လေးနော်အရင်ကြီးလည်းစီးစီးမဟုတ်ဘူးနည်းနည်းလေးစီးစီးလေးပေါ့နော်ဒါလေးဆိုရင်တစ်စွန်းနှစ်စွန်းသုံးစွန်းဒါမိမိစင်ပြေတော့အရသာလေးနဲ့ကျွန်တော်နှစ်စွန်းခွဲလောက်ပဲရသာပြန်ပြင်းပြင်းမလုပ်ဘူးလိုရရင်ကျွန်တော်ချုံမိုးလေးနည်းနည်းထည့်မယ်စားကောင်းအောင်โอเคကျန်တဲ့ချုံငံနေတော့မလိုက်တော့ဘူးဒီဖွင့်မယ်ကြော်မယ်နောက်ဆုံးမှမြေပဲထောင်းတာလေဟဲ့လားနည်းနည်းလေးထည့်ဒါပထမလေးတစ်ခါလေးထည့်ကြလို့ရတယ်နော်ဒါပတ်ထိုင်းစစ်မဟုတ်နော်ထိုင်းကညီကောင်မတို့တွေကကျွန်တော်ဒါပတ်ထိုင်းမဟုတ်ဘူးဘာညာလာပြောနေမှာဆိုတော့ပြောလဲဘာမှဖြစ်ပါဘူးရပြောကျွန်တော်ကြိုက်လို့ကျွန်တော်ကြော်စားနော်ကဲရပါပြီဗျကဲရောင်လေးလေးရလာပြီအယောင်လေးရတဲ့သူကသူထင်းရက်တွေဘာတွေကနေပြီးတက်လာအယောင်လေးနဲ့ဆိုလှနော်ကဲပကံလေးပြင်အောင်ဗျာပကံလေးတစ်ထည့်မယ်ကဲဟင်းမွေးလေးပြင်ပြီးသွားပြီဆိုရင်ဒီပစွန်လေးညီညာပါဗျာနော်အတန်မြာသီးလေးဟဲ့လားလှအောင်လို့ဒီဘော်လေးမှာတင်အောက်ချရင်ချသဘောကဲမှာတခွားသီးရယ်ခန်းညင်သီးလေးရယ်ဆလက်ရွက်လေးအောက်ကနေပြီးတော့ထရူးထောင်လေးပေါ့တောက်လေးတနေရာမှာပြီးချလိုက်ဒါမိမိလေးဆိုရင်အရင်သဘောကျမှာလေနော်အိမ်မှာလေရန်အလှကြီးတော့မဟုတ်ဘူးဗျာစားကောင်းရုံပေါ့နော်ပထိုင်းပုံစံညက်ပြားလေးရပါပြီဗျာပထိုင်းစစ်မဟုတ်ဘူးနော်စားကောင်းစားကျွန်တော်လည်းဘိုက်စားတယ်နော်မှုတယ်စားကြပါဦးနော်စားကြပါဦးနော်ဟုတ်ကဲ့
နန်လေးကမွေးတယ်ဒီကအနန်လေးတော့မွေးတယ်ဆွဲဆောင်မှုရှိတယ်မင်းကျော်ခေါက်ဆွဲကျော်ကြာစံကျော်ညက်ပြားကျော်ဆိုရင်ညက်ပြားကျော်ကကျွန်တော်ရဲ့ favorite ကျွန်တော်ကြိုက်တဲ့အစားအသောက်ထဲမှာပါတယ်အားကြည့်မယ်တံမြာသီးလေးညှစ်ကြည့်ပါဦးသူတက်လာတဲ့အနံ့လေးရတယ်မိုက်တယ်ပဲเนาะ share ပဲဒီမှုေးနေတဲ့အချိန်မှာဒီညက်ပြားလေးတွေပဲရင်ပေါက်လေးတွေဒီကနေတော့မှုေးတက်လာတဲ့အချိန်လေးတွေမှာတံမြာသီးနံ့လေးဝင်သွားတဲ့အတွက်ပို့ပြီးတော့ဟင်းကအနံ့ထောင်းနဲ့မှုေးတယ်နော်ပို့ပြီးတော့စားကြည့်မယ်စားကြပါဦးစားကောင်းတယ်တံမြာသီးလေးညှစ်ပြီးတော့စားရတော့ကတွင်းထဲမှာ fresh တကယ်စားခြင်းလေးပူဖြစ်တယ်ပေါ့နော်စားခြင်းလေးပူဖြစ်တယ်အမျိုးလေးOh my god ပေါက်ထွက်တာအင်္ဂလိပ်လိုပြောတာ explode လား explode မဟုတ် closing လား explode အဲ့လိုပဲပါဇက်ထဲမှာပေါက်ထွက်ကုန်တာမိုက်တယ်မိုက်ကြီးလေပါဇက်ထဲမှာလေလုံးဝတဲ့မှာဘိုးအဲ့လိုမျိုးအရသာကြီးပေါက်ထွက်ကုန်တာကျွန်တော်ပါဇက်ထဲမှာတံမြာသီးကလည်းအဲ့အချင်း acid တက်လေပေါ့ပါဇက်ထဲမှာလေကျွန်တော်ပြောတာခံစားကြည့်ဗျာတဲ့မှာတံမြာသီးမြင်တေးယူရမလားအဲ့ပုံစံတိုင်းပဲပါဇက်ထဲမှာဖုံဆိုအချင်းတက်တွေကပေါက်ထွက်တယ်ဒီဘက်ကမှုေးတဲ့အနံ့တွေကလည်းနှာခေါင်းထဲထိမျိုးချလိုက်တဲ့အချိန်မှာနှာခေါင်းထဲထိတုံးနဲ့ဝင်သွားပြီးတော့မှနောက်ဆုံး shaking နောက်ဆုံးပါလေရတာကြီးကြံခဲ့ပြီးတော့မျိုးချလိုက်တဲ့အချိန်မှာလုံးဝ free ပဲ share ပဲကိုချက်ကိုကောင်းတော့မဟုတ်ဘူးဗျာစားကြည့်မရောရင်စားမကောင်းရင်ပြန်ပြောပေါ့စားကောင်းရင်လည်းပြန်ပေါ့စားကြပါဦး That's my explode ဟာလား explode ဟုတ်တယ် explode ပေါက်ထွက်တာ I don't know exactly ဟာကောကမိုင်းနောက်နေဆိုတော့အင်းပွဲလေးပါမြင်မကြီးပဇွန်ရဲ့ texture dry ရမဖြစ်သွားအောင် share ပဲကျွန်တော်ပြောရဲ့နီးလေးတိုင်းပဲကြော်သလားဟိုလေစားကောင်းစေရမှာဘဇွန်အထဲမှာ juicy ရှိရယ်အပြင်က crunchy ပေါ့လို့ပြောနည်းနည်းကြွကြွရတာလေးရှိရယ်မှုေးတယ် smell မိုက်တယ်ကောင်းတယ်ကျွန်တော်ကြိုက်တယ်ခုံပြအောင်ခဏလေးတော့ပကံယူလိုက်အောင်ပဇွန်ထက်ဆိုင်ဒီညက်ပြားရဲ့အရာသားလေပို့ပြီးတော့ဆွဲဆောင်စေတယ်စားကောင်းပါတယ်တတမီမီလေးတွေတို့အဲ့လိုလေအဆက်မပါနဲ့ပေါ့နော်တတမီလေးကြော်ကျွေးတဲ့ခါကျရင်လက်ဆက်မှုီးပြီးတော့လေ breakfast အနေနဲ့ကြော်ကျွေးလေးရတယ်နော်သင်မိုးလေးပဲမိုက်ရကျွန်တော်ကျွေးကျင်တယ်ခါကြပါဦးခင်ဗျာဆိုတာထက်ကျွန်တော်ကဒီထဲမှာကင်မရာကြီးထိုးပြီးတော့မကျွေးကျင်ဘူးပြရပဲရှိတယ်ကျွန်တော်ပြင်မှလည်းဆက်ကျွေးကျင်နောက်နေ့ထဲမှာကျွန်တော်ဟင်းနေဆက်ကျွေးဖို့ရှိပါတယ်အဲ့ခါကျရင်ဖိတ်မယ်ဟိုငါစားကျင်တဲ့လူတွေရှိလာခဲ့ကျွန်တော်ပတ်စံနဲ့ကျွန်တော်ဆက်ကျွေးမှာနော်တပားမယူ
ကျွန်တော်နိုင်တယ်လို့ပေါ့မွေးနေရောထပ်ပြမယ်ဟုတ်တယ်ဗျနည်းနည်းလေးအေးဝါမှာစားရင်တော့မှစားကောင်းတဲ့အမျိုးစားတွေမှာပါတယ်ပေါ့နော်မိုက်ပါလေကဲကျွန်တော်ဆက်ပြီးတော့စားမပြတော့ဗျာကျွန်တော်ဒီနီးတိုင်းလိုက်ပြီးတော့ကြော်စားကြည့်ပါစားကောင်းရင်စားကောင်းတဲ့အကြောင်းကျွန်တော်ဒီဗီဒီယိုရဲ့ comment လေးပါလာပြီးတော့ပြောပြပေးပါစားမကောင်းဆိုလည်းတဲ့ပဲလာပြီးတော့ဝေဖန်လို့ရပါတယ်မလိုတာလာပြီးတော့ဝေမဖန်ပါနဲ့ပေါ့နော်ဟိုတချို့ရှိတယ်ဘယ်လူတွေမှမသိဘူးမလိုတာရမ်းဝေဖန်စားကောင်းတာဝေဖန်မှာစားမကောင်းကြောင်းလည်းဝေဖန်မှာအားလုံးပဲတက်တာပါကျွန်တော်နောက်တဲ့ဗီဒီယိုနဲ့ပြန်တွေ့ပါမယ်